နီးနားတွင်ပြန်တန်းနေသော Air Force One ကိုရုတ်တရက်တွေ့ရှိလိုက်သောအခါအကြမ်းဖက်သမားများသည်လက်နက်အသစ်ကိုစမ်းသပ်နေကြသည်အမေရိကန်သမ္မတဟာလေယာဉ်ပေါ်မှရှိနေတယ်ဆိုတာထင်ရှားပါတယ်အချိန်မဖြုံးဘဲလေယာဉ်ပေါ်မှဒုံးကျည်တစ်စင်းကိုပစ်လွှတ်လိုက်သည်လေယာဉ်စနစ်ကဒုံးကျည်ကိုတွေ့ရှိပြီးတာနဲ့လုံခြုံရေးအရာရှိကတိုက်လေယာဉ်အကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်ဘူတာများအားလုံးအရေးပေါ်ရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်ကိုစတင်ပါသမ္မတကတိုက်ခိုက်ခံနေရတယ်ငါထပ်ပြောပေမဲ့အဲ့ဒီအခါမှာစနစ်ပြတ်သွားတယ်အလျင်အမြန်လှုပ်ဆောင်ရင်အဖွဲ့ခေါင်းဆောင်ကသမ္မတကိုအရေးပေါ်ထွက်ပြေးတဲ့စေးတောင်ထဲမှာထည့်ထားပြီးလေယာဉ်ပေါ်ကနေပစ်ချခဲ့ပါတယ်သမ္မတ၏တပ်တော်ဆောင်တဦးသည်စေးတောင်ပြီးနောက်ချက်ချင်းခုန်ချခဲ့တော်လဲမြေကြီးလေထီးကိုဖွင့်မရခဲ့ပေဒုတိယတပ်တော်ဆောင်ကအဖွဲ့ခေါင်းဆောင်ကိုဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပေမဲ့အဖြေမပေးဘဲအဖွဲ့ခေါင်းဆောင်ကသူ့ကိုပြစ်တက်ခဲ့ပါတယ်သူကတစ္ဆာဖောက်ဖြစ်သွားတာထို့နောက်သူ့ကိုယ်သူလေထီးခုန်ချကသမ္မတကိုရှာဖွေတပ်ဖြတ်ရန်စီစဉ်ခဲ့သည်ထို့အတော်တွင်အနီးနားရှိလေယာဉ်များနှင့်ဂျက်လေယာဉ်များအားလုံးကိုဒုံးကျည်ကဖျက်ဆီးပစ်ခဲ့သည်ပင်တကွန်သည်သမ္မတကိုရှာဖွေရန်စစ်တပ်တစ်ခုလုံးကိုစေလွှတ်ခဲ့သည်လေယာဉ်၏ Black Barker ကိုရှာဖွေတွေ့ရှိခဲ့တော်လဲသမ္မတပျောက်ဆုံးနေခဲ့သည်နောက်ပိုင်းတွင်မာဖီးယားဂိုင်းဝင်များသည်လွတ်မြောက်ရန်စေးတောင်ကိုရောက်ရှိခဲ့ပြီးတစ္ဆာဖောက်ဖွဲ့ခေါင်းဆောင်သည်ရင်းတို့နှင့်အတူတလျှောက်လုံးအလုပ်လုပ်နေကြောင်းတွေ့ရှိခဲ့သည်ဒါပေမဲ့စေးတောင်ကိုဖွင့်လိုက်တော့အံ့ဩသွားတယ်တယောက်ယောက်ကသမ္မတကိုယူထားပြီးသားမူဆိုးလူငယ်တဦးသည်သမ္မတကိုကယ်တင်ခဲ့ပြီးယခုအခါရင်းတို့သည်ဟော့တော်များစား၍တောင်ပေါ်တွင်ထိုင်နေကြပြီဖြစ်သည်သမ္မတကအနီးနားကမြို့ကိုသွားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ကောင်လေးကကျွန်တော်မသွားနိုင်သေးဘူးလို့ပြန်ဖြေပါတယ်သူ့ရဲ့အစင်လာရအမဲလိုက်မှုအောင်မြင်ပြီးမှသာအိမ်ပြန်နိုင်မှာပါဒါနဲ့သူတို့နှစ်ယောက်အတူတူအမဲလိုက်ကြတယ်လမ်းတစ်လျှောက်မှာတမင်ကောင်းတဲ့ရေခဲတစ်တာထဲမှာစာတစ်စောင်တွေ့တယ်တမင်သည်ကောင်လေး၏ဖခင်ထံမှမွေးနေ့လက်ဆောင်ဖြစ်ခဲ့တော်လဲကောင်လေးမှာမပျော်ရွှင်ခဲ့ပေသူ့ဘာသာသူလိုက်ရှာခြင်းသည်သမ္မတကကောင်လေးကိုသူ့တစိတ်ကိုပေးလိုက်ပြီးမင်းအမေရိကန်သမ္မတကိုကယ်လိုက်တာအဲ့ဒါကကြီးကြီးမားမားကိစ္စပဲလို့ပြောပါတယ်ထိုအချိန်တွင်အသိန်းကောင်းဆောင်ပေါ်လာသည်သမ္မတကသူတစ္ဆာဖောက်မှန်းချက်ချင်းသဘောပေါက်သွားတယ်သမ္မတကသူ့တနက်ကိုဆွဲထုတ်ဖို့စ조사ပေမဲ့မပြစ်ခတ်နိုင်ခဲ့ပါဘူးအဖွဲ့ခေါင်းဆောင်ကလင်းကိုဖမ်းဆုပ်ပြီးတက်တေပြရန်လေထဲသို့ပြစ်လွှတ်လိုက်သည်သူသည်သူတို့ကိုမတက်ချင်သူတို့ကိုဖမ်းချင်သည်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်ကျောင်းဆောင်တွေနောက်မှာပုံနေချိန်မှာမူဆိုးလူငယ်ကအရာအလုံးကိုစောင့်ကြည့်နေခဲ့တယ်တစ္ဆာဖောက်သည်သမ္မတကိုရေခဲတစ်တာထဲတွင်တောက်ခတ်ပြီးအဆုံးသတ်ခဲ့သည်